ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မများအားလုံးနော်မနေ့ပြန်ကျွန်တော်တို့6ရက်8လ2020နှစ်ကြောင်းနော်ဂျာတာပရိနေ့ကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပြီးဂျာတာပရိနေ့နေကုန်စားအချင်းလေးတွေမိန်းကွက်ကလေးတွေပတ်သီးလေးတွေထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တူရင်လိုက်ဆော်လို့ရအောင်ပေါ့နော်ကဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးနော်ကျွန်တော်တို့နေတိုက်သမားတွေလည်းလွဲချော်မှုရှိပါတယ်เนาะအားလုံးပဲဝမ်းကျိန်းလေးတွေဖောက်ပြီးတော့လွဲချော်မှုရှိသွားပါတယ်နောက်ပြီးတော့ကျွန်တော်စီမှာเนาะဘလို့မကြော်မွေးခွက်ယူထားတဲ့အဖွဲ့ဝင်တွေအားလုံးလည်းเนาะဒီတပတ်လွဲချော်မှုလေးတွေရှိသွားပါတယ်လွဲချော်မှုလေးတွေဖြစ်သွားပါတယ်เนาะဒါပတိုင်းကျွန်တော်နဲ့လက်တွဲလာတာကြာပါပြီเนาะဒီတပတ်တော့ကျွန်တော်ရဲ့ကိုရီမတွေအားလုံးပဲเนาะဖောက်သွားပါတယ်လွဲချော်မှုရှိသွားပါတယ်ဒါကြောင့်မို့စိတ်တက်မကြပါနဲ့เนาะကျွန်တော်ကြံကြတာပရိတောက်ကြပါတော့2ရက်အတွင်းနဲ့မွေးရမယ်အထူးမွေးခွက်ကိုထပ်မံပြီးတော့ကျွန်တော်စီမှာเนาะမွေးခွက်ဖွဲ့ဝင်ထားတဲ့ညီကိုမောင်နှမတွေကိုထပ်မံပြီးတော့ဆောင်ရွက်ပေးပါမယ်ထပ်မံပြီးတော့เนาะပြန်လဲကူညီပေးပါမယ်เนาะအားလုံးပဲပြန်လဲကြိုးစားပေးပါမယ်အကောင်းဆုံးဆောင်ရွက်ပေးပါမယ်เนาะဒါလေးပြောပေးတာပါကဲအခုလိုလက်ချော်မှုရှိတဲ့အတွက်လည်းအားလုံးကိုအနုညွတ်တောင်းပန်ပါတယ်เนาะကဲဒါကျွန်တော်ညကိုကျွန်တော်ရဲ့ဖွဲ့ဝင်တွေကိုတယောက်မကြံပို့ပေးပါမယ်တကယ်လို့မရောက်ခဲ့ရင်လည်းကျွန်တော်ကိုပြန်လဲပြီးတော့ဆက်သွယ်ပေးပါเนาะဒါလေးပြောချင်တာပါကဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်တယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မှာအသေးလေးတွေဝင်ရံပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့ကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့6ရက်နေ့ကြာသပတေးနေ့နေကုန်စားဝမ်းချင်းအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့9-3ညအချိန်ပဲဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်9နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်မနေ့ဖြတ်မှာ91 98 96เนาะ93ပဲဖြစ်ပါတယ်ဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါ91 98 96 93မှာဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ရွေးချယ်ကွက်ကလေးပါကဲ3ညနဲ့ပတ်သက်တာကတော့3ည1 3ည8 3ည6 3ည3ပဲဖြစ်ပါတယ်เนาะ3ည1 3ည8 3ည6 3ည3မှာဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံးမိန်းကွက်ပါကျွန်တော်ထုတ်ပေးတဲ့မိန်းကွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်ကြာတာပရိနေ့မှာအားအကောင်းဆုံးဝမ်းကျိတ်သည်9-3ညအချိန်ပဲဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေဆိုရင်နေတိုက်သမားတွေအားလုံးနော်ကြာတာပရိနေ့အားအကောင်းဆုံးပတ်တိသည်3ညပတ်တိ9ပတ်တိဖြစ်တယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့ဒါစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လဲပေးစီဘာမှပေးစီရမလို့ပါဘူးအခုလိုကြည့်ရှုပေးတာအထူးတူပဲကျေးဇူးတင်ပါတယ်เนาะကြာတာပရိနေ့မှာအားလုံးပဲကံကောင်းကြပါစေเนาะကဲအားလုံးပဲရကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျเนาะ